ပကံပြည့်ရှင်အနော်ရထာမင်းသည်နတ်ရွာမဆန်ပြီး9ရက်အလိုတွင်ထူးဆန်းသောအိမ်မက်ကြီး3ခုကိုမှတ်လေသည်ပထမအိမ်မက်အနော်ရထာမင်း၏နန်းတော်အုတ်တိုင်းတို့သည်ပြိုကျကုန်ပြီးနောက်နန်းတော်ထဲတွင်မီးတောက်တစ်ခုပေါ်လာပြီးထိုမီးတောက်ထဲမှရဲမတ်တစ်ယောက်ကပြိုကျသောအုတ်တိုင်းပေါ်ကိုပြန်လဲထူထောင်လေသည်ဒုတိယအိမ်မက်အနော်ရထာမင်း၏နန်းတော်သည်လည်းပြိုကျလေသည်ထိုအခါနန်းတော်အနောက်တွင်ရှိသောမီးဖို၏မီးလျံများထဲမှလူတစ်ယောက်ကနန်းတော်ကိုပြန်လည်တည်ဆောက်ပေးလေသည်တတိယအိမ်မက်အနော်ရထာမင်းသည်နန်းတော်ရှေ့သို့ထွက်လာသောအခါကောင်းကင်ယံ၌မြတ်စွာဘုရားတည်ရှိနေပြီးမြေကြီးပေါ်တွင်နန်းတော်ပြင်တစ်ခုလုံးမီးဟုံးဟုံးတောက်ကာရေကြီးတို့သည်လည်းမီးနှင့်ရောထွေးကာနန်းတော်အပြင်ထိတို့ပါလျှံကာထော်လေသည်ထိုမီးအလျံရေအလျံတို့သည်အနော်ရထာမင်းအားနှိမ့်မြုပ်စေပြီးနောက်ထိုထဲမှလူသားတစ်ပါးထွက်လာကမြတ်စွာဘုရားရှင်အားဦးတိုက်ရှိခိုးလေသည်နောက်နေ့မနက်တွင်အနော်ရထာမင်းသည်ပရောဟိတ်ပူနာအားသူ၏အိမ်မက်3ခုကိုမေးလေသည်ပရောဟိတ်လည်းထိုအိမ်မက်3ခုအားတေချာဆင်ခြင်တွက်ဆက်ပြီးအရှင်မင်းကြီးပထမအိမ်မက်မှာနောင်သောကာလ၌ပကံပြေကြီးသည်ပျက်စီးယိုယွင်းပြီးနောက်အရှင်မင်းကြီးတီထောင်စုစည်းထားသောတိုင်းကြီးသည်တကွဲတပြားဖြစ်လိမ့်မည်ထိုတကွဲတပြားဖြစ်သောကြီးအားအရှင်မင်းကဲ့သို့သောဖုံးကန်ရှိသည့်မင်းတစ်ပါးမှပြန်လဲစုစည်းတီထောင်လိမ့်မည်ဒုတိယအိမ်မက်မှာဤပီတောင်သည်မငြင်းညွတ်မှုများစွာရှိလာပြီးအရက်လေးမျက်နှာကွဲနေသောကြောင့်သူတလူငါတမင်းအုပ်ချုပ်လက်တံထိုအခါမညီညွတ်သောပြည်တော်အားပြန်လည်စုစည်းမိဒုတိယမင်းတစ်ပါးပေါ်ပေါက်လာမည်ဖြစ်သည်အရှင်မင်းကြီးတတိယအိမ်မက်ဒီကအလွန်ထူးမှတ်လေသည်ဤပြည်တော်သည်မပြိုမကွဲမပျက်စီးသောကာလဝဲအရှင်မင်းကြီးကဲ့သို့သောဖုံးကန်ကြီးသည်သာသနာပြုမင်းတစ်ပါးပေါ်လိမ့်မည်မြတ်ဗုဒ္ဓအားကြည်ညိုသောထိုမင်းသည်မြတ်ဗုဒ္ဓသာသနာအားဤပြည်တော်သာမကပဲဇမှုတခွင်တို့ပြည့်နှံ့သည့်အထိစွမ်းဆောင်နိုင်ပါလိမ့်မည်ဖျားဟုရှောက်တင်လေသည်ထိုအခါအနောရထာမင်းကြီးလည်းကောင်းလေစွာကောင်းလေစွာကောင်းလေစွာပြောဟိတ်ကြီးငါကြည်ညိုတော်မူသောမြတ်ဗုဒ္ဓ၏စစ်မှန်သောတရားတော်ကိုဇမှုတခွင်အထိပါဖြတ်မြင့်မင်းတစ်ပါးပေါ်ထွန်းလာအောင်မှာကိုငါကိုယ်တော်မြတ်အတိုင်းမသိဝမ်းတာတော်မူတယ်ဟုမိန့်တော်မူသည်ထို့ပြင်အနောရထာမင်းသည်နှစ်သက်တော်မူသည့်ပြောဟိတ်အားရွှေတပြေစင်ခဏကောင်မြင်း80တို့ကိုချီးမြှင့်ကပထုံမြို့မှရရှိသောအကောက်ခွန်တို့အားအပိုင်စားစေသည်နောက်နေ့မနက်တွင်လည်းအနောရထာမင်းကြီးသည်ထင်းဤလေးသားဆောင်သို့ပြောဟိတ်အားဆင့်ခေါ်ကသာသနာပြုမင်းအကြောင်းမေးလေသည်ဟဲ့ပြောဟိတ်ကြီးသာသနာပြုမင်းကငါကိုယ်တော်မြတ်မရှိသည့်နောက်ပိုင်းဘယ်ခေတ်မှာပေါ်မလဲကွယ်မှန်လားမအရှင်မင်းကြီးဖျားသာသနာနှစ်9000ရှိသည့်တွင်ဝိမု တ္တိယတခေတ်2ခေတ်ရှိပါတယ်သာသနာနှစ်2500တွင်ခေတ်5ခေတ်ရှိပြီးတစ်ခေတ်တွင်နှစ်900ရှိပါတယ်မြတ်စွာဘုရားပွင့်ထွန်းသောကာလနောက်ပိုင်းပထမဝိမု တ္တိယတခေတ်နှစ်900ပြီးဆုံးခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့်သာသနာနှစ်2500ကျော်ရင်ဒုတိယဝိမု တ္တိယတခေတ်နှစ်900ပြင်စပါမယ်ဖေဒုတိယဝိမု တ္တိယတခေတ်မှာသာသနာပြုမင်းပေါ်ပါမယ်အရှင်မင်းကြီးဒါဆိုသာသနာပြုမင်းကမြတ်စွာဘုရားရဲ့သာသနာ2500နဲ့2600ကြားပေါ်မှာလားပရောဟိတ်ကြီးမှန်လားပါဖေနက္ခတ္တရာလမ်းကြောင်းအရာအဝိဇ္ဇာကင်းစင်သောသာသနာနှစ်2600နာနီးမှပေါ်မှာပါဖေထိုမင်းလက်ထက်တွင် EPE တရားတစ်ပါးသောတိုင်းနိုင်ငံတို့တွင်ထင်ရှားဧကန်ဘုံမီနေလတောက်ပါလိမ့်မည်တရားတစ်ပါးသောမင်းများမှလည်းထိုမင်းအားလေးစားဥခိုက်ကြလိမ့်မည်အနောရထာမင်းလည်းဝမ်းမြောက်အာရတော်မူသဖြင့်သူ၏နဝရတ်လက်စွပ်ကိုပရောဟိတ်အားထပ်မံချီးမြှောက်လေသည်